like me again the upon a shy time Jama yego you sight po pure de me yes a gamya changing dai me ma kaisa vedana rigo malons and me dai wash yego sight piat jang pya da sight trap out phit net po fancy dai say Shabo masaiကတော့ကိုကူလာဒေသကြီးကံကောင်းရဲ့ကံကောင်းမျိုးအလာကခွဲကြိုးရီကြောင်းမှာကျောင်းသားကျောင်းသူကြီးများဖြစ်ကြပါရဲ့ရှင်ဒီကနေ့မှာတော့28ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရီစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနဲ့အထင်အမှန်အတွက်မူရီကင်းစင်တူပြီးတွင်တာယာလပအနာဂတ်ဘဝဆိုတဲ့ခေါင်းစဉ်လေးကိုသရုပ်ဖော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဒီနေ့ကလူငယ်တွေအတွက်အန်ရရှိဆုံးအရာတစ်ခုကတော့မူရီစေဝါဖြစ်ပါရဲ့ရှင်မူရီစေဝါဟာလူတစ်ယောက်ရဲ့ပညာရေးကျန်းမာရေးနဲ့အနာဂတ်ဘဝကြီးကိုဖြည့်ဆည်းနိုင်ပါရဲ့ရှင်ပညာရေးကကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့ဘဝကြီးတစ်ခုကိုပေးစွမ်းနိုင်နေမယ်မူရီစေဝါကတော့ကျမတို့ရဲ့အနာဂတ်ကိုဖြည့်ဆည်းစေပါရဲ့ရှင်ဒါကြောင့်ကျမတို့လူငယ်တွေအနေနဲ့မူရီစေဝါအန်တီကိုသိရှိနားလည်ပြီးရှောင်ကျဉ်ရန်လိုအပ်ပါရဲ့ရှင်လက်ပြန်ဆောင်ဝဲရှိရနော်ဒီအိတ်တို့တွေစာကြည့်မှစကားပကြမယ်လေတိတ်ကောင်းတာပေါ့ဒါထိုက်ကြမယ်လေစာဖတ်ပြပြောင်းနေတရားပြစစ်ကြကိုဖြစ်အောင်တာပေါ့ဒါတော့မလေးတော့ပါဘူးကွာဒီနေ့စစ်တီတာကိုပြင်မေးဟေးဒီလေးမင်းကြလေးစမ်းသုံးကြည့်ပါလားမင်းညင်းနေတဲ့စိတ်လေးပျော်သွားစေရမယ်ဟာဦးဒါပါကြီးရမင်းစိတ်ပေါ်အားပဲတော့ဒီဘာမှပြည့်တယ်ချက်ဟုတ်လားမောင်လေးအဲ့ဒါအိုင်ဒီအများကြီးမင်းစီကလူကိုပထမပျော်နေသူပြတ်မယ်နောက်ဆုံးမှဘွားပြည့်စင်ရတော့မင်းရပြည့်ရလားလူကြရဲ့နာဂတ်ကိုလည်းခု့သွားနေတယ်ဟာမင်းတို့ကလည်းကြောက်လိုက်လေကြာမင်းတို့ကလေးတွေကဘာတိမှမဟုတ်လို့လေငါသိတယ်ငါ့ကိုလည်းဒီစိတ်ကြောင့်ပဲကြောင်းထွက်ခဲ့ရတာဟာဒီလားတကယ်ပေါ့ငါ့ကိုရဲ့အနာဂတ်တွေလည်းပျောက်ခဲ့ရပြီနောက်ဆုံးတော့ဒီမကငါတို့မိသားစုကမြင်နေကြရတယ်ဟုတ်တယ်ငါနာတဲ့ကိုရောငါမပြတ်ချင်ကွာဟဲ့ကလေးတွေဘာဖြစ်နေကြလဲဆရာမသူကမောင်နဲ့မကောင်းတဲ့နည်းအစီသုံးနေနေတာဒါတော့ဒီလိုလူငယ်တွေဆိုတာနိုင်ငံရဲ့အင်အားပါဒီလိုမူရဆေးဝါးတွေကတားလို့သမီးတို့ရဲ့ဘဝကိုဖြစ်စီပြီးနိုင်ငံရဲ့နာဂတ်ကိုလည်းထိခိုက်စေနိုင်တယ်။တချို့ငါမျိုးတွေကစားလို့တဲ့ချိန်မှာတိတ်တိတ်လေးဆိုပေမဲ့နောက်ကျရင်ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တယ်။မင်းတော့သိရလား။တားမောင်စီဒီရေးချင်မမားစင်နဲ့လူတယောက်ရဲ့ဘဝကိုဖြစ်တာကြားမလို့တာရေးချင်မမားတာပဲ။ညမကျင်တော့လည်းမမတော့ပါဘူး။တိတ်ကောင်းနေတာ။စင်ရင်ဆရာတွေရှိရင်စောင်းတွေကိုဖက်လူကြီးမိဘဆရာတွေနဲ့တင်နေတကယ်ချင်းနဲ့ဒီလိုကဒီလိုလူရဲ့ဆေးတော့လုံးဝမစဲကြအောင်နော်မင်းတို့ပြောလဲနောက်ဆုံးညအပြောလာပါဆရာမနဲ့ငယ်ချင်းတို့ကျွန်တော်ဒီရဲ့သူရှိလုံးဝမရောက်ပြအောင်ဒါလည်းတကယ်မင်းဘောမေရွက်ကြပဲဒီကေးစီမှာလူငယ်ဘဝလှပလူငယ်ဘဝလှပမှာနိုင်ငံနာကချက်ကျွန်တော်တို့လူငယ်တွေကလူရဲ့ကြီးကိုရင်းခဲ့ရတယ်နာဂတ်ကိုကာကွယ်ဖို့လူရည်စည်းကိုရှောင်ကြလို့လူတွေဘဝကိုကာကွယ်ဖို့လူရည်စည်းကိုဖယ်ရှားစို့ကျန်းမာဘဝကိုတည်ဆောက်ဖို့လူရည်စည်းကိုဖျက်သိမ်းစို့လူရည်ကင်းစင်တို့ဒီခွေတာယာလပနာဂတ်ဘဝ